ကုန်ရှိတယ် မင်္ဂလာပါခလေးတို့ရေမိုးရွာတဲ့အခါတာတာမီမီတို့ကိုမိုးမဆိုအောင်ကာကွယ်ပေးတဲ့ထီးလေးတွေကသူတို့ကိုသူတို့ဘလို့တွေးမလဲစဉ်းစားကြည့်ဘူးလားညီညီဆိုတဲ့ကောင်လေးစီမှာအသစ်ဆက်ဆက်ဝယ်ထားတဲ့အဝါရောင်ထီးလေးတစ်ချောင်းရှိတယ်ထီးဝါလေးကအယောင်လေးတောက်နေပြီးအယမ်းလာတာပေါ့ဒါပေမဲ့သူကအလှအယမ်းကြိုက်တယ်ငါကိုပေါ်မှာဖုံနဲနဲလေးတောင်အပေမခံနိုင်ဘူးငါကအမြဲတမ်းတန်တန်ရှင်းရှင်းနဲ့လှနေမှကြိုက်တာလို့အိမ်တော့မှရက်ရင်အမြဲဝါကြွားတတ်တယ် တနေ့တော့သားညီညီလေးကြောင်းစင်းချိန်အိမ်ပြန်မလို့လုံနေတော့ရုတ်တရက်မိုးတွေအကြီးကျယ်ရွာချလာပါတော့တယ်ညီညီလေးလဲမိုးဆူမှာဆိုလို့ထောက်မှာရက်နေတဲ့ထီးဝါလေးကိုကောက်ကင်လိုက်တယ်ထီးဝါလေးဟာအပြင်ဘက်ကရွှွန်ရည်တွေမူးရည်တွေကိုမြင်တော့အယမ်းလန့်သွားတယ်ဟိုးမသွားချင်ဘူးအပြင်မှာရွှွန်နေဖွက်တီနဲ့ငါရဲ့လှပတဲ့ကိုလုံးလေးပြီးကုန်တော့မှာပဲဆိုပြီးစိတ်ညစ်သွားပါတော့တယ် အပြင်ရောက်တော့ညီညီလေးကထီးကိုဖွင့်ဖို့ကြိုးစားတယ်ဒါပေမဲ့ထီးဝါလေးကမူးရည်ဆိုမာကိုအယမ်းကြောက်ပြီးခေါင်းမာမာနဲ့အဖွင့်မခံပဲအတင်းပိတ်ထားပါတော့တယ်မပွင့်ဘူးကွာငါမိုးမဆိုခံနိုင်ဘူးလို့ပြောပြီးအတင်းကြုံထားတာပေါ့ထီးဝါလေးအဖွင့်မခံလို့ညီညီလေးလဲမိုးရည်ဒီဆိုပြီးချမ်းတုံလာပါတော့တယ်အဲ့ဒီအချိန်မှာပဲလမ်းဘေးကစက္ကူချက်ဖာဟောင်းလေးတစ်ခုတည်းကနေတနာစရာအတန်လေးတစ်ခုကြားလိုက်ရတယ်တသားညီညီလေးတွားကြည့်လိုက်တော့မိုးရည်တွေရွှဲနစ်ပြီးတဆက်ဆက်တုံနေတဲ့ကြောင်ပေါက်စလေးတစ်ကောင်ဖြစ်နေတယ်ကြောင်ကလေးကအယမ်းချမ်းနေရှာတာညီညီလေးကကြောင်ကလေးကိုတနာသွားပြီးကာကွယ်ပေးဖို့အတွက်ထီးဝါလေးကိုနှုတ်တစ်ချိန်အားကုန်သုံးပြီးဖွင့်ဖို့ကြိုးစားပါတော့တယ်ထီးဝါလေးဟာကြောင်ပေါက်စလေးကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့မာနတွေအยีပျော်ကျသွားတယ်တနာစရာကြောင်ကလေးပါလားသူအယမ်းချမ်းနေရှာမှာပဲငါသာထီးမဖွင့်ပေးရင်သူရောငါသခင်လေးရောဖျားတော့မှာပဲလို့တွေးမိသွားတယ်သူကိုယ်သူလှပအောင်ထိမ့်သိမ့်နေတာထက်ဒုက္ခရောက်နေသူတွေကိုကာကွယ်ပေးရတာကသူ့ရဲ့တကယ်တာဝန်ဆိုတာကိုထီးဝါလေးသဘောပေါက်သွားပါတော့တယ်ဒါနဲ့ထီးဝါလေးဟာသူ့ကိုယ်သူအာယူပြီးရဲဝင်းပဲပြုံးဆိုပြီးဖွင့်ချလိုက်ပါတော့တယ်ကြီးမားကျယ်ပြန့်တဲ့အဝါရောင်ထီးအမိုးကြီးအောက်မှာညီညီလေးရောကြောင်ကလေးပါမိုးလုံသွားကြတယ်မိုးရေတွေကထီးဝါလေးပေါ်ကိုအဆက်မပြတ်ကျလာပြီးရွှင့်တွေဆင်ပေမဲ့ထီးဝါလေးကတော့လုံးဝစိတ်မဆိုးတော့ပါဘူးအဲ့ဒီအစားသူ့တပားကိုကာကွယ်ပေးနိုင်တဲ့စူပါဟီးရိုးကြီးတစ်ယောက်လို့ခံစားနေရလို့ရမ်းကိုဂုဏ်ယူပျော်ရွှင်နေပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါညီညီလေးကထီးဝါလေးကိုရေပြောင်အောင်ပြန်စီးကြောပြီးတုပ်ပေးလိုက်ပါတယ်ထီးဝါလေးဟာအရင်ကထက်တောင်ပိုပြီးတောက်ပလှပနေပါတော့တယ်ကဲကလေးတို့ရေဒီပုံပြင်လေးကဘာသင်ခန်းစာပေးလဲဆိုတော့အရာဝတ္ထုတွေဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်အပြင်ပန်းလှပနေဖို့ထက်ကိုယ့်ရဲ့တာဝန်ကိုကြေပွန်ဖို့နဲ့တူတစ်ပါးကိုကူညီတတ်ဖို့ကပိုပြီးအရေးကြီးတယ်ဆိုတာပါပဲကလေးတို့လေတငယ်ချင်းတွေကိုအမြဲကူညီပေးရမယ်နော်နောက်ထပ်ပုံပြင်လေးတွေနားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့အောင်နော်တာတာ